ပျော်ပွဲကမ္ဘောဇဘဏ်ခွဲတွင်ပိတ်မိသူများအသက်ရှင်သူမရှိတော့ပါမန္တလေးမြို့အနီးဗဟိုပြုလုပ်ခဲ့တဲ့ပြင်းအားရစ်တာစကေး9.9အဆင့်ရှိငလျင်တန်းကြောင့်မန္တလေးတိုင်းပျော်ပွဲမြို့ရှိကမ္ဘောဇဘဏ်ခွဲပြိုကျမှုတွင်ပိတ်မိနေသူများကို3ရက်ကြာရှာဖွေကယ်ထုတ်ခဲ့ပြီးယခုအခါအသက်ရှင်သူမရှိတော့၍အလောင်းများကိုသာဆက်ထုတ်နေကြောင်းသိရပါတယ်ခင်ဗျာဘဏ်ဝန်ထမ်း6ဦးနဲ့ဘဏ်တို့လာရောက်သူ9ဦးစုစုပေါင်း17ဦး၏အလောင်းများကိုထုတ်ယူရန်ကြံရှိနေဆဲဖြစ်ပါတယ်။9ထပ်အဆောက်အဦမှာ3ထပ်ကပြိုကျသွားတော့မြေကြီးထဲမှာလုံးဝပိတ်မိသွားတယ်။3လွှာကထပ်သွားတာပေါ့။အဲ့ဒီထဲမှာညနေတာကစပြီးဖြစ်ကလေးကကဲထုတ်လို့မရတဲ့အနေအထားပေါ့။30ရက်နေ့မှာစင်ကာပူကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့နောက်ဆုံးအသက်ရှင်ကျန်ရှိတဲ့သူရှိမရှိကိုဆက်လုပ်တာပေါ့။အသက်ရှင်တဲ့သူမရှိတော့ဘူး။တေဆုံးတဲ့ပေါ်ဒီတာရှိပါတော့တယ်ဟုဆိုထားပါတယ်။မတ်လ31မှာငလျင်ကြောင့်တနိုင်ငံလုံးတွင်သေဆုံးသူ3000နီးပါးရှိလာပါပြီခင်ဗျာလီလီဆက်ပရိသတ်ကြီးများအားလုံးမြန်မာပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေခင်ဗျာ